Hello everyone ဒီနေ့မှာ web form ကိုအရန်လွယ်ကူအောင်မျှဝေပေးပါမယ် web form ဆိုတာကစကားလုံးတစ်လုံးကို noun verb adjective adverb အဖြစ်ပြောင်းလဲသုံးနိုင်တာကိုဆိုလိုတယ်ဥပမာ create ဆိုတဲ့ word ကို create creation creative creatively လိုမျိုးပြောင်းသုံးနိုင်တယ်ဘာကြောင့်သိဖို့လိုလဲဆိုတော့အင်္ဂလိပ်စာနဲ့တစ်ကြောင်းမှာ noun verb adjective adverb အကုန်လိုတတ်တယ်မသိရင်စနစ်မမှန်နိုင်ဘူး web form မသိရင် grammar မှားနိုင်တယ်writing speaking ပိုကောင်းဖို့တူညီတဲ့ idea ကိုမတူတဲ့ပုံစံနဲ့ပြောနိုင်တယ် web form ကိုနားလည်ဖို့အချက် 3 ချက်နဲ့စဉ်းစားပါ how ဘယ်လိုဖွဲ့စည်းလဲ what ဘာအဓိပ္ပာယ်လဲ where ဘယ်နေရာမှာသုံးလဲ how ဆိုတာက what ကို noun verb adjective adverb အဖြစ်ဘယ်လိုပြောင်းလဲဖွဲ့စည်းလဲဆိုတာပါ what ဆိုတာကစကားလုံးရဲ့အဓိပ္ပာယ်ပါ where ဆိုတာကစာကြောင်းထဲမှာဘယ်နေရာမှာသုံးလဲဆိုတာပါ he thinks creatively creatively က adverb ပါThe creation of a takes time. Creation က noun ပါ They create new ideas. Create က verb ပါ She is a creative student. Creative က adjective ပါ Web form လေးမျိုးရှိတယ်ပထမ web form က verb ပါ verb ဆိုတာလှုပ်ဆောင်မှုကိုပြောတဲ့စကားလုံးဖြစ်တယ်လွယ်လွယ်မဲ့မဲ့ဆိုရင်ဘာလုပ်လဲလို့မေးလို့ရရင် verb ပါ I create a picture ဒီ sentence မှာ create က verb ဖြစ်တယ် beginner တွေနဲ့ verb နှစ်မျိုးတည်ထားဖို့လိုတယ်action verb လှုပ်ဆောင်မှုကိုပြတယ် I write e က action verb ဖြစ်တယ် be verb ဖြစ်နေမှုကိုပြတယ် she is a student is က be verb ဖြစ်တယ်ဒုတိယ web form က noun ပါ noun ဆိုတာလူအရာဝတ္ထုနေရာအကြောင်းအရာတွေကိုခေါ်တဲ့စကားလုံးပါဘာလဲလို့မေးလို့ရရင် noun ဖြစ်တယ် The creation is beautiful ဒီ sentence မှာ creation က noun ဖြစ်တယ်တတိယ web form က adjective ပါ adjective ဆိုတာက noun ကိုပိုရှင်းအောင်ဖော်ပြတဲ့စကားလုံးဖြစ်တယ်။များအားဖြင့် noun ရဲ့ရှေ့မှာရှိတတ်တယ် She is a creative person ဒီ sentence မှာ creative က adjective ဖြစ်တယ်။ creative ဆိုတဲ့ adjective က person ဆိုတဲ့ noun ကိုဖော်ပြတယ်။စတုတ္ထ web form က adverb ပါ adverb ဆိုတာက verb ကိုဘယ်လိုလုပ်လဲဆိုတာကိုဖော်ပြတယ်။ He works creatively ဒီ sentence မှာ creatively က adverb ဖြစ်တယ်။ creatively ဆိုတဲ့ adverb က work ဆိုတဲ့ verb ကိုဖော်ပြတယ် web form ကိုနားလည်ပြီလို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်